Review exercise. Explain ဆိုတာရှင်းပြပေးပါ each of the following tense in your own word. သင်ရဲ့ကိုယ်ပိုင်စကားလုံးနဲ့အောက်မှာပေးထားတဲ့စာကြောင်းတွေကိုရှင်းပြပေးပါတဲ့။အဲ့တော့သူကပေးထားတာ physical quantity, basis unit နဲ့ derived unit တွေကိုပေးထားပါတယ်။ A physical quantity is the quantity that can be measured and consists of a numerical magnitude and a unit. A physical quantity ဆိုတာရုပ်ပိုင်းဆိုင်ရာပမာဏတွေက is the quantity ပမာဏတစ်ခုဖြစ်တဲ့ that can be measured တိုင်းတာနိုင်မယ် and ပြီးတဲ့အခါမှာ consists of ပါဝင်မယ် a numerical magnitude ကိန်းဂဏန်းနဲ့ and a unit တစ်ခုတွေပါဝင်တာက physical quantity လို့ခေါ်ပါတယ်။ physical quantity ဆိုတာကပမာဏတစ်ခုဖြစ်တယ်တိုင်းတာလို့ရမယ်ကိန်းဂဏန်းတွေပါဝင်မယ် unit တွေပါဝင်ခဲ့မယ်ဆိုလို့ရှိရင်အဲ့ဒါဒီ physical quantity လို့အဓိပ္ပာယ်သတ်မှတ်ပါတယ် basis unit အခြေခံ unit the units of basis physical quantity are called basis unit အခြေခံရုပ်ပိုင်းဆိုင်ရာပမာဏများ unit များကို basis unit လို့ခေါ်ပါတယ် derived unit the units of derived physical quantity are called derived unit စင်ပွား unit အဲ့တော့စင်ပွားရုပ်ပိုင်းဆိုင်ရာပမာဏများ unit များကိုစင်ပွား unit လို့ခေါ်ပါတယ်